ကြောင်းကျိုးတဘာဝမြတ်ဓမ္မဆိုတဲ့တရားတော်ကြောင်းကျိုးတဘာဝမြတ်ဓမ္မဗုဒ္ဓဝါဒဟာအနတ္တဝါဒပဋိစ္စသမုပ္ပါဝါဒသစ္စာဝါဒကြောင်းကျိုးတဘာဝကြောင်းကျိုးလေးတွေသိတဲ့အခါကျတော့တန်တရားတွေကင်းပြီးတော့ဒိဋ္ဌိလည်းပဲလင်းလင်းမြန်မြန်ပြုတ်နိုင်တယ်ဝိသိကိစ္စလည်းပြုတ်နိုင်တယ်တရားဓမ္မတွေမိမိတို့အားထုတ်တဲ့တရားဓမ္မတွေမြန်မြန်ဆန်ဆန်ပဲထူးမြတ်တဲ့တရားဓမ္မတွေရနိုင်နိဝရဏ၅ပါးမှာကာမိသနာနိဝရဏဗျာပါဒနိဝရဏဌိနမိတ်တနိဝရဏဥဒိစ္စကုက္ကုစ္စနိဝရဏဝိသိကိစ္စနိဝရဏနိဝရဏ၅ပါးနိဝရဏဆိုတာအတားပေါ့နိဝရဏကို6ပါးလို့လည်းပြောလို့ရ5ပါးလည်းပြောလို့ရ6ပါးဆိုရင်တော့အဝိဇ္ဇာထပ်ထည့်ရနိဝရဏ5ပါးအတား5ပါးပေါ့ဒါလေးတွေဒီတော့ကောင်းလို့သိသွားအောင်အတားသိသွားကာမိသနာနိဝရဏကာမိသနာနိဝရဏဆိုတာကာမဂုဏ်တွေကြံစည်နေတဲ့စိတ်ကာမစိတ်တွေပေါ့ကာမိသနာနိဝရဏရကောက်ရင်လောဘပေါ့ဗျာပါဒနိဝရဏရကောက်ရင်ဒေါသပေါ့လောဘဒေါသဌိနမိတ်တနိဝရဏလောဘနဲ့လည်းဆိုင်တယ်ဒေါသနဲ့လည်းဆိုင်တယ်ဌိနမိတ်တဆိုတာအိမ်ငိုက်တာပေါ့ဥဒိစ္စကုက္ကုစ္စနိဝရဏသူလည်းမောဟသဘောပဲလောဘဒေါသမောဟတွေကုန်ပါတာပဲဥဒိစ္စကုက္ကုစ္စအဓိကတော့မောဟပေါ့ဝိသိကိစ္စနိဝရဏဝိသိကိစ္စလည်းမောဟပဲအဲ့တော့လောဘဒေါသမောဟပေါ့အကုန်လုံးအကျဉ်းချုံလိုက်လို့ရှင်ဗျာပါကာမိသနာနိဝရဏဗျာပါဒနိဝရဏဌိနမိတ်တနိဝရဏဥဒိစ္စကုက္ကုစ္စနိဝရဏဝိသိကိစ္စနိဝရဏတခါတရံကြလို့ရှင်အဝိဇ္ဇာနိဝရဏလို့ထည့်ပြောတာရှိတယ်အဲ့တော့ထားပါတော့နိဝရဏ5ပါးနိဝရဏ5ပါးဆိုတာအတား5ပါးပဲမေတ္တာဖို့တာတရားတွေဇန်တရားလည်းတားတယ်မေတ္တရားလည်းတားတယ်ဇန်တရားမေတ္တရားကိုတားတဲ့အတား5ပါးဒါလောလောဆယ်ယောဂီတို့အတားခံရတဲ့အတား5ပါးနောက်အန္တရာယ်5ပါးရှိသေးတယ်ကမ္မန္တရေတဲ့ကမ္မန္တရေဆိုတာပင်စာနန္တိယကံကြီးကိုပြောတာသူကတော့အကြီးစားပေါ့ဖေတ္တတာတို့မေတ္တတာတို့တန်ဃာသင်္ခွဲတာတို့ယဟနာတတ္တာတို့ဖျားသွေးသိမ့်တဲ့အအောင်လုပ်တာတို့ကမ္မန္တရေလို့ခေါ်တယ်အဲ့ဒီကံကြီးထိုက်ထားလို့ရှိရင်လည်းမဉ္ဇဉ်ဖုန်ညာမရနိုင်အဇာတတဟာမြတ်စွာဘုရားဟောတဲ့တာမညဖလားတုတ်ကိုနာပြီးရင်သောတာပန်ဖြစ်နိုင်တယ်ဒါပဲနဲ့ဖေတတ်ထားတဲ့ပိတုခါရကကံကြီးကတားထားတော့သောတာပန်မဖြစ်ရရှာကမ္မန္တရေတဲ့နံပါတ်1ကဘာပါလိမ့်ပင်စာနန္ဒရိယကံတဲ့ကံကြီးပေါ့ဂရုကကံကြီးနံပါတ်2ကဝိပါကံတရေဝိပါကအန္တရေပေါ့တို့ညပြောခဲ့တဲ့ဒုဟိတ်ဖြစ်နေလို့ရှိရင်ဒီဘဝမှာဘလောက်ပဲကြိုးစားမဉ္ဇဉ်ဖုန်ညာမရနိုင်ပါရမီပြည့်တော်ရတယ်ကမ္မန္တရေဝိပါကံတရေအခုပြီးသွားပြီနော်ကိလေတန္တရေကိလေတန္တရေကိလေတအန္တရေကိလေတန္တရေဆိုတာမေတ္တာမိစ္ဆာဒိဋ္ဌိ3ပါးကိုဆိုလိုပါတယ်
Aheduka deitiro, Natika deitiro, Akiria deitiro. Jango beraro, Jogo beraro, Logo beraro. Eli ayumai, Swemianime, Soyene Dibuama, Menyam Punya Mayanhemu, the other Amto Body to Boguria. Arago ba andre lukhovale. Kile tandere, kile da andre, no? Ke nabali dwa. Nabali, ta yahan orine saine. Ana we take commandere. Ana we take commandere. Ana we take commandere. Nyasabia ana ro lunjura bo. Abade then Habayadane did an Amajabu, Womas Haudibu, at the Atulushi, Menyan Punyamian, Hamu, the Yahanomia, Tajamlu Yahanoria, the Yan Senia, Malade, Paradiga, Liba, Majazine, the idea, Miajan, the Nangadi Sadomaru, and Yeda Nabaru, Sadi Afi. Nangadi then Walushi, I Yaha, Anna will take command of the Chita Jamlu. Menyam Punya Miane Moo Abada Huten Wine Titanaja Titanamajada and Lejada de Dua Time Bima Hambani Taba Abadio outgrow me time beer. Lunamadu Luaro Shabadila Yula and Yare Abadila Namal and Abadila Yula and Yare Sangaro de Jaro Bianu Yaramo Chitare Abigo Titanaja Paradiga Jadwa and Jalumia. Tanga Deitia Jalo Yai. Elomyazabia Anna Roboli. Abaten Walushi. Abaten Walushi. Era Tidanaja, the Wissau Diare. Allo Tidanaja, the Wissau Diaru, Malopena Soye, Jaru Diamia, Mayanhamu, Era Anna, we take command at the yellow court. Legushi, another wrong. Amiazo Chidade and the Takubiome, Amiazo, Yogi Chidade, 3 tabo. Namanga, a re ruba watandere, a reef, a yaga. Yuba so that Yabalan, yeah, a re Yuba Yabalan Nachong and Yuba. A re ruba watandere, a riago so swear a pede. Aria Suraga let me mushide. Lenga Aria Asara Aria Tatana Aria Talushide. Who think I knew what had it Tilashino Yahano so and that Lenga Aria Ramapa at Tuan board. The art of Dramatota at Tuanga Aria Pontan and Chino Lenga Aria. Who the area out of the Yogi Jaro. Asara Aria, the Atoni de Menyan Punya Mea de Doleve, Menyan Punya Yare, Ria Lube, Sogalu Miao. Ria, cinema winning a Pogo, we always had low Bele Luja Danya, a Joe Madanji. The Pega a Joe Gidalo, the Pega gay a bit in Ocean Leve, a Madan a bit Gide, the Toda Bandiago, Pia Mother Lube, 3 hard, good chin. Era Asara Aria loco bare. Tatana Aria so that Menyan Punya de Boguboya. But you wait Aria to Libioria. Tatana Aria. Menyan Punya de Gaya beat it, Toda Bambo. Eri Aria who go Chinyambo. Go Chinyam go Medivene. Jitinaro, Gayaro. A bit pure aro. Era Muri. Was so swammy me. Sirena zone about the other one in your arrow. Sirena zone, the gave go be mono, the gave go be Malula. Macone Sirenane, Pip Yomesway. Do not do Lanyong Mani, Lanyong Lueni, Te Bida, Pimishiba. Yogi, Sakama Jona, no, the Amma. Tadia, the General Bioramala. Era Bishiba. Era Bimishibu. Guayama. That they go back. Ah, Yogia, Laganya, the Bama Hutamu. The alley out of Damu, Laganda, the shop one.
ဘာမှဟုတ်တာမဟုတ်ဘူးလက်ကားသမင်သက်အဲ့လိုအပုတ်ချပြီးပြောလို့ရှိရင်ကဲ့ရဲ့ဆွရမရောက်ဘူးလားအဲ့ဒါအပြစ်ရှိတယ်အဲ့ဒါပြန်တောင်းမှရတယ်အဲ့လိုပြောရင်အဲ့လိုပြောလို့မတောင်းမှမှုဆိုရင်ဒီဘုရားအဲ့ဒါမညံဖွညာမရနိုင်ဘူးတောင်းမှရတယ်သူနဲ့နီးရင်တောင်းမှမနီးလို့ရှိရင်လည်းဖျားစင်မှာတောင်းမှသမင်သက်အပုတ်ချတာကိုပြောတာနော်ဘုမာယောဂီကစဉ္ညာလျှောက်နေတယ်ယောဂီဒိဋ္ဌိနေရဖြစ်ဖြစ်ကိုယ်အချင်းချင်းပဲဖြစ်ဖြစ်တချို့ကလက်ကြီးတွေဘေးချသွားတယ်နောက်လည်းမပြစ်ဘူးရှေ့လည်းမပိုက်ဘူးဖြည်းဖြည်းတော့သွားနေတာဒါပေမဲ့မသိတော့ယောဂီလက်ကလေးပိုက်သွားပါယောဂီလက်နောက်ပြစ်သွားပါအဲ့လိုပြောတာဟာစေတနာနဲ့ပြောတော့အပြစ်ဖြစ်ပါမလားဖြစ်ပါဘူးဗျာနားထောင်တဲ့ယောဂီရလည်းပဲကိုဟာယောဂီတယောက်သူတော်ကောင်းအနေနဲ့ကိုယ်စေတနာနဲ့ပြောလို့ရှိရင်ရွှေတုပ်ကြီးကိုညွန်ပြတယ်လို့ပဲမျက်မျက်နှုံနှုံလက်ခံဖို့မလိုဘူးလားမှန်ပါဗျာဒါယောဂီချင်းချင်းနဲ့သတိထားကိုယ်ကောင်းစေခြင်းလို့ပြောတယ်တရားရစေခြင်းလို့ပြောတယ်အခု9ရက်မြောက်နေပြီနောက်4ရက်ပဲကြာတော့တယ်ခဏလေးနေရမှာတော့ကြာကိုယ်ရင်ကိုပြန်သွားကြကိုယ်နေရာကိုပြန်သွားကြကိုရက်ပိုင်းလေးအတွင်းမှာတရားဓမ္မတွေဝိပဿနာတရားတွေသဘောပေါက်အောင်တိုးတက်အောင်လို့စေတနာမေတ္တာနဲ့ဒေါသနဲ့မာနနဲ့မဟုတ်ဘူးเนาะတော်ကောင်းစေတနာမေတ္တာနဲ့ယောဂီလက်ကလေးနောက်ပြစ်သွားပါလက်ကလေးပိုက်သွားပါယောဂီဈဉ္ဉံလျှောက်တဲ့အခါမှာနှစ်ပါးပူးပြီးတော့မလျှောက်နဲ့နှစ်ပါးပူးပြီးတော့မလျှောက်နဲ့ဆိုတော့ပုဂ္ဂထာကိုသွားသတိရတယ်နာဟာပူးတတ်တယ်ဆိုအဲ့တော့ယောဂီကလည်းပူးတတ်တယ်ဟုတ်လားတချို့ယောဂီတွေနှစ်ပါးပူးပြီးတော့အမြန်ပြောသွားလိုက်တာအမြန်တောက်နဲ့ပြောသွားလိုက်တာတော့နဲ့မဆုံးနိုင်ဘူးအဲ့လိုပူးသွားမှလားယောဂီတို့မပူးပါနဲ့တဲ့စခန်းထွက်တော့လည်းပူးရင်ပူးပေါ့ဗျာစခန်းထဲမှာတော့မပူးတင်ဘူးဆိုတော့ဟုတ်လားအဲ့တော့ဉာဏ်လျှောက်တဲ့အခါမှာလည်းမပူးနဲ့ကိုယ်အဆောင်မှာကိုနေပြီးတော့သူများအဆောင်သွားပူးရင်လည်းကောင်းမှာမလားနတ်ဆိုတာပူးတတ်တယ်နော်သူတော်ကောင်းဓာတ်ဆိုတာလည်းပဲကူးတတ်တယ်တဲ့တရားဓမ္မကိုယူသေးတဲ့ဓာတ်ကူးရင်မကောင်းဘူးလားဗျာတရားဓမ္မကိုမယူသေးတဲ့ဓာတ်တွေကူးရင်ကောင်းမှာမလားအေးဒါကြောင့်မလို့ယောဂီတို့လမ်းလျှောက်တဲ့အခါမှာလည်းပူးပြီးတော့မလျှောက်ပါနဲ့ဝေယဝိဆသမားတွေကတော့ထားပေါ့ဗျာဝေယဝိဆသူ့ဟာနဲ့သူလောက်ကြကြညယောဂီတွေကိုပြောတာဟုတ်လားအဲ့တော့အဆောင်လည်းပဲကူးပြီးတော့သွားမပူးပါနဲ့ပူးလို့ရှိရင်ထူးရင်ထူးမထူးယူတတ်တယ်ဟုတ်တယ်မလားအဲ့တော့ယောဂီတို့ကိုယ်ဆောင်လေးမှာကိုနေပြီးတော့ကိုယ့်ဘာကိုအားထုတ်ရင်မကောင်းဘူးလားဗျာအလွန်ကျွံဘလောက်ပဲကြံတော့4ရက်လောက်ပဲကြံတော့တယ်6ရက်ဒီပါရီမလုံးနဲ့4ရက်ပဲကြံတော့တယ်ဟုတ်တယ်မလား4ရက်ပဲကြံတော့တယ်ဆိုတော့ခဏလေးမလားသူတော်အောင်အဲ့တော့တယောက်တည်းသွားတယောက်တည်းစားတယောက်တည်းနေတယောက်တည်းမှတ်ဧကာယနောလေးသူတော်အောင်ဧကောဧကာယနောတယောက်တည်းနေရမယ်တဲ့နိဗ္ဗာန်ကိုတယောက်တည်းသွားမှာနော်သူတော်အောင်နှစ်ယောက်သုံးယောက်လက်ကလေးတွေတို့ပြီးသွားလို့မရဘူးလက်တိုးလိုက်ခေါင်းတိုးလိုက်မရဘူးနော်သူတော်အောင်အဲ့ဒါမလို့ဧကောအနေနဲ့တယောက်တည်းအနေနဲ့ကိုယ်နေရာမှာကိုမှတ်ပါတဲ့မိတ်ဆွေချင်းဆိုတာပြောခြင်းဆိုခြင်းတာပေါ့ဗျာဒါဦးဇင်းတို့လည်းပြောတာပဲကိုယ်တန်ခါချင်းချင်းစခန်းမွေးပြီးတဲ့အခါကျမှပြောကြပေါ့ဟုတ်တယ်မလားမပြောရဘူးလို့အာနာကြီးမထုတ်ပါဘူးစခန်းမွေးပြီးတဲ့အခါကျတော့ပြောပြီးတော့ကြာနာနာတနေ့လုံး24နာရီပြောပေါ့ဗျာဟုတ်တယ်မလားအခုစခန်းမွေးဖြစ်တော့မှသူတော်ကောင်းတို့တရားရှုမှတ်ဖို့ဦးစားပေးရမှာမလားတရားရှုမှတ်ဖို့ဦးစားပေးပါတဲ့သူ့နေရာနဲ့သူပေါ့ဗျာဟုတ်တယ်မလားစွန့်စားတဲ့အခါမှာစွန့်စားဖို့ဦးစားပေးရစွန့်စားတဲ့အခါမှာရောရလို့အကြာကြီးထိုင်မှတ်နေလို့မဖြစ်ဘူးစားလဲစားမှတ်လဲမှတ်ဒီလိုသွားရမယ်စားတဲ့အခါမှာစားတာဦးစားပေးရဟုတ်တယ်မလားဈဉ္ဉံလျှောက်တဲ့အခါမှာဈဉ္ဉံလျှောက်တာဦးစားပေးရတရားထိုင်တဲ့အခါမှာတရားထိုင်တဲ့သဘောဦးစားပေးရရတော့ထိုင်နေတာပဲစိတ်ကူးနဲ့ဈဉ္ဉံလျှောက်နေဆိုရင်လည်းလမ်းမှန်မလားစိတ်ကူးတွေများသူ့နေရာနဲ့သူဦးစားပေးရဝိပဿနာတရားအားထုတ်တဲ့အချိန်ခါမှာဘာတရားကိုဦးစားပေးရ
ဝိပဿနာတရားကိုဥစားပေးပါသူတော်ကောင်းတို့ဗဟိတအာယုန်တွေကိုဥစားမပေးပါနဲ့ဗဟိတအာယုန်တွေသူ့ဟာနဲ့သူရှိတာပဲမရှိဘူးလို့မဆိုပါဘူးသူ့ဟာနဲ့သူရှိတာပဲရှိပေနဲ့အဲ့ဒါတွေကိုစိတ်ဝင်စားနဲ့ရှောက်ပြီးတော့စဉ်းစားနေရမှာလားကို့အမှတ်ကိုမှတ်ရမှာလားယောဂီတို့အရေးကြီးလို့ပြောနေနော်ယောဂီတို့အဲ့ဒီလိုအန္တရာယ်တွေထိုက်လာတဲ့အခါမှာနိဝရဏ၅ပါးလည်းဝင်လာတတ်တယ်ခုနတုန်းကအန္တရာယ်၅ပါးမှာနောက်ဆုံးအန္တရာယ်ကအရိရူပဝါဒန္တရေယောဂီတို့မှာဖြစ်တတ်တဲ့အန္တရာယ်ဉာဏ်တွေကတော့လောင်းဖြစ်ပါဘူးကမ္မန္တရေတို့ကိလေသာန္တရေတို့ဝိပါကန္တရေတို့အာနာဝိတိတ်ကမန္တရေတို့တောင်းမဖြစ်ဘူးထားအရိရူပဝါဒန္တရေဖြစ်တတ်တယ်နော်သူတော်ကောင်းတို့ဒါကြောင့်မလို့တယောက်နဲ့တယောက်စကားများလို့ရှိရင်အမှားပါရတယ်မပါရတဲ့အခါကျတော့ကိုအချင်းချင်းပဲဖြစ်စေအခြားပုဂ္ဂိုလ်တွေပဲဖြစ်စေဒီလသမာဓိပညာရှိတဲ့ပုဂ္ဂိုလ်တို့ပြောစကားပြောရင်းနဲ့ပြစ်မှားမိမယ်ဆိုလို့ရှိရင်အရိရူပဝါဒန္တရေဖြစ်မသွားဘူးလားအရိရူပဝါဒန္တရေဖြစ်ရင်ကျိုးလဲကျိုးသားသေးတယ်ဗျာအဲ့ဒီအန္တရာယ်ကြောင့်တရားမရတော့မနာဘူးလားတော်ကောင်းရဟန်းတော်လေးတစ်ပါးဆုံးငံသွားရင်နဲ့ဆုံးငံရွာမှာယဟန်တော်ကြီးတစ်ပါးကအမှတ်တမဲ့ဆိုတောထွက်ကြီးလို့ပေါ့ဗျာတင်ကန်းတွေကကဘိုးကယိုနဲ့တစ်တုံးပေါ်မှာထိုင်ပြီးတော့ယာခုတွေတောက်တပိတ်ကြီးကိုစောင်းပြီးတော့တောက်ဒါသူတော်ကောင်းတို့ကြာဘူးမှာဒီစထုတ်တွေကတောက်နေတဲ့အခါကျတော့အဲ့ယဟန်တော်လေးကသောတာပန်ကိုတော်လေးဩဒီကိုတော်ကြီးကတောတော်ကြီးနဲ့တူတယ်ဒီကိုတော်ကြီးကရည်သားမအောင်တပ်ပါရမဖြစ်ဘူးပေါ့တင့်တယ်မှုမဖြစ်ဘူးဒီလောက်တောင်ပဲစာရလားကိုเจ้าကြမှာကိုစားပါလားရွာထဲမှာကျန်တပိတ်ကြီးနဲ့မော့ပြီးတော့ယာကုတောက်တယ်တော်ဆိုးတာပဲလို့စိတ်ထဲရနော်တော်အဲ့လိုပြင်မပြီးတော့ပြန်သွားတော့အဲ့ဒီမထေကြီးကသူကယဟန္တာကြီးယဟန္တာမှသူမသိဘူးဟိုကတကုတ်ပင်ရှင်ရှိတော့လိုက်သွားပြီးတော့ငါရှင်တင်တရားလူတရားများဘယ်လောက်ရပြီလဲဒီတော့သောတာပန်ဖြစ်ပြီးပါပြီအေးငါရှင်သူတော်ကောင်းကိုပြမှားထားတယ်ဆက်အားမထုံးနဲ့တော့ရမှာမဟုတ်ဘူးချက်ချင်းသတိရပါတယ်ဩဒီမထေကြီးကငါလည်းအရှင်းမြင်တာပဲတရားတို့တရားမြတ်တွေရထားလို့လာပြောတာပဲအဲ့တော့မှဝင်ချတောင်းမှတော့မှကြည်ပြေလေသွားတယ်တဲ့အဲ့တော့အမှတ်တမဲ့ဆိုလို့ရှိရင်တောထွက်ကြီးလိုပိုဒီဘတ်ဒီနဲ့အပြင်ပန်းအနေနဲ့အတွင်းတရားကိုခံမှန်းလို့မရဘူးတချို့တရားလူတရားမြတ်ရှိနေတဲ့ပုဂ္ဂိုလ်တွေအောင်မြင်ထားတဲ့ပုဂ္ဂိုလ်တွေဒီလိုပဲကြွယ်ဝနေတာတွေရှိတယ်ဟုတ်တယ်မလားအဲ့တော့ဘုမသိဘာမသိနဲ့ကိုကမသိဘဲနဲ့ရမ်းတမ်းပြီးတော့ဒါကြီးကွာအယူနဲ့တူပါတယ်ဒါကြီးကွာတောထွက်ကြီးနဲ့တူပါတယ်ဒါကြီးဘာမှတရားမသိပါဘူးကွာဘာမှညာမှနားမလို့ဖြစ်ကြဆန်းနေတဲ့ဟာကြီးပဲသွားပြောမိမယ်ကိုကခဲရမိမယ်ဆိုရင်သူ့ရင်ထဲကတရားကိုတဲ့တာမှန်ကိုမသိဘူးအရိရူပဝါဒန္တလည်းမဖြစ်ဘူးလားဆိုတော့အေးဒါကြောင့်မလို့ယောဂီအချင်းချင်းလည်းပဲအဲ့ဒီလိုပြောမှဆိုမှဖြစ်တတ်တယ်တဲ့ကိုယ့်ဘက်ကိုတရားရှုမှတ်နေပြောမှဆိုမှဖြစ်เสียလိုပါအောင်မလားလိုပါဘူးဗျာဘယ်လိုတွေပြောမှဆိုမှဖြစ်တတ်လဲဆိုတော့ကောင်းအေးစကားများတဲ့ပုဂ္ဂိုလ်တွေတဲ့ယောဂီဆိုတာစကားနဲ့မှတရားမြဲတယ်နော်ဆိုတော့ကောင်းတဲ့စကားဖြစ်ဖြစ်ဆိုးတဲ့စကားဖြစ်ဖြစ်အားထုတ်နေတဲ့အချိန်ခါမှာများရမှာလားနေရမှာလားနေရမှာပါဗျာသတိပေးတာနော်သူတော်ကောင်းတို့ဘုန်းကြီးငါတို့ဆောင်းပြောနေတဲ့အဲ့လိုမလုံးနဲ့ဟုတ်တယ်မလားယောဂီတို့တို့နဲ့ဆွမ်းသားပြန်လာရင်ပြောကြတာဟုတ်ဗျာဟုတ်တယ်မလားဆွမ်းသားပြန်လာရင်ပြောကြအဆောင်ကူးပြီးတော့ပြောကြယောဂီတို့ကိုမုန်းလို့ပြောတာလားတရားရစေချင်လို့ပြောတာလားယောဂီတို့ဒီထဲမှာမုန်းစရာတယောက်မှမပါဘူးဟုတ်တယ်မလားမုန်းစရာပါပါမလားယောဂီအကုန်လုံးဟာဖို့တန်နဲ့သူတော်ကောင်းတွေကြီးပဲအဲ့တော့မုန်းလို့ပြောတာမဟုတ်ဘူးတဲ့ဘာဖြစ်လို့ပြောတာပါလဲတရားရစေခြင်းလို့ပြောတာတဲ့လမ်းနှစ်သွယ်တဲ့ပဲတတ္တမဆိုတဲ့သူတော်ကောင်းတရားဘက်ကိုရိုင်မရိုင်အဓမ္မပဲရိုင်သွားလိမ့်လမ်းလွဲသွားလိမ့်မယ်ဒါကိုပြောတာဟုတ်လားလမ်းမှန်ကိုရှောက်ခြင်းရှောက်လမ်းမှန်တဲ့မမမရှောက်ရင်လမ်းရိုင်သွားလိမ့်မယ်သူတော်ကောင်းတို့ဝိပဿနာလမ်းကိုကြာကြာနာမလျှောက်တတ်ဘူးဖြစ်သွားမယ်နော်သူတော်ကောင်းတို့သူတော်ကောင်းတို့ပင်မခံအကုန်ကြခံပြီးတော့လာပြီးတော့
အားထုတ်တယ်ဆိုတာဝိပဿနာသဘောတွေပိုသိအောင်တရားတွေတိုးတက်အောင်ဒီအတွက်လာတာမလားလောကကြီးမှာဘာတွေဖြစ်နေတယ်ဆိုတော့ဘ ഹു တုဒ္ဒသိအောင်လာစုံစမ်းတာလားနိုင်ငံရေးလည်းမလို့ဘူးဒီပြင်အရေးတွေလည်းဘာရေးမှမလို့ဘူးဒီခန္ဓာဉာဏ်ရောက်ဖို့ရေးကြည့်တာမလားတော့ဒါကြောင့်မလို့ဉာဏ်တွေဟာသူ့နေရာနဲ့သူဟုတ်ချင်လဲဟုတ်မှာပဲရှိချင်လဲရှိမှာပဲဒါပဲနဲ့အရေးကြီးတာဘာအရေးကြီးပါလိမ့်တရားရှုမှတ်ဖို့အရေးကြီးသည်ဘာအရေးကြီးပါလိမ့်တရားရှုမှတ်ဖို့အရေးကြီးပါဗျာတရားမရှုမှတ်ဘဲနဲ့စကားများမယ်ဆိုရင်အဲ့စကားတွေကနေပြီးစိတ်ကူးစရာတွေပါလာတတ်တယ်တတ်မဲ့စရာတွေပါတတ်တယ်ကြောက်စရာတွေပါတတ်တယ်တတ်မဲ့စရာပါလို့တတ်မဲ့နေရင်လည်းပဲအမှတ်ကောင်းပါတော့မယ်ကြောက်စရာတွေတွေးပြီးကြောက်နေလို့ရှိရင်လည်းကောင်းကောင်းမှတ်လို့ရပါမရပါဘူးဗျာအစွန်းနှစ်တွယ်လေးသူတော်ကောင်းလို့တတ်မဲ့စရာဆိုတာလောဘစွန်းပေါ့ဗျာကြောက်စရာဆိုတာလောဘစွန်းပဲရောက်သွားလဲပဲဝိပဿနာဉာဏ်မတက်တော့လောဘစွန်းပဲရောက်သွားတယ်ဟာလက်ကဘလောက်ရတယ်ဘယ်နေရာဘလို့ကောင်းတာပဲဘယ်နေရာမှာတထေးတွေဖြစ်နေတယ်ဘယ်နေရာမှာဈေးရောက်တာဟေးတော်တော်ဟုတ်တာပဲတော်တော်အဆင်ပြေတာပဲဘာညာဆိုတော့ခန္ဓာဉာဏ်ရောက်ဖြစ်ပါတော့မယ်ဟာဒီနေရာမှာဘာတွေရှိတယ်ဘာညာကြောက်စရာလန့်နေရတွေရှောက်တွေးနေရင်လဲနေရင်ထိုင်ကြောက်လန့်နေတော့ခန္ဓာကိုယ်အရှိဉာဏ်သိနေကြိုက်ပါတော့မယ်ဗဟိတဆိုတာကိုမသိတာလေအများကြီးပဲသုံးလက်တစ်ဖုံမှာမြင်အပ်မမြင်အပ်တတ္တဝါတွေအများကြီးပဲမြတ်စွာဘုရားဟောထားတာအကုန်ရှိတယ်အဲ့ဒီရှိတာတွေကိုလိုက်သိဖို့မဟုတ်ခန္ဓာအရှိကိုသိဖို့အရေးကြီးတယ်ပဝန်းကျင်အရှိကိုသိဖို့အရေးကြီးတာလားခန္ဓာအရှိကိုသိဖို့အရေးကြီးတာခန္ဓာအရှိကိုဉာဏ်နဲ့သိမှဝိပဿနာဉာဏ်ဖြစ်မှာပေါ့ဗျဥမာဘူမိဗေဒသမားတွေဒီမြေကြီးကဘာဖြစ်မဲ့ပဝန်းကျင်အကြောင်းမတိုက်เสียရတယ်ဆိုနေဒီနေရာမှာဘာရှိတယ်တိုက်တူးကျင်တာဘူးအပယောဂဆရာဆိုပယောဂနဲ့ပတ်သက်ဘာအသိပ္ပံဆရာဆိုရင်ဒီနေရာမှာဗာတတ်တွေရှိတယ်အဲ့ဒါဒုနဲ့ဆိုင်မဆိုင်ပါဘူးဗျာမဆိုင်တာကိုနှလုံးမသွင်းနဲ့ကြောင်းတို့မဆိုင်တော့ဘာဖြစ်ရမလဲနှလုံးမသွင်းနဲ့တဲ့မေတ္တာပို့နေတယ်မလားသူတော်ကောင်းတို့ညာပဲမေတ္တာပို့ပါလို့မပြောဘူးလားသူတော်ကောင်းမေတ္တာပို့နေကိုယ့်ဘက်ကတာဝန်ကျေပြီးပြီဘာမှဆက်မတွေးနဲ့တော့ဆွဲတွေးနေတစ်သက်လုံးတွေးတော့ဆုံးမှာမလားတော့တတ္တဝါတွေအကြောင်းသိစရာတွေအများကြီးပဲအမတန်လေးနဲ့တဲ့တရား၄ပါးရှိမြတ်စွာဘုရားမှလွယ်လို့ကြံတဲ့သူတွေကုံစင်အောင်မသိနိုင်ဘူးနံပါတ်1ကတဲ့သစ္စာကြောင်းမြတ်စွာဘုရားမှတပါးကြံတဲ့သူတွေအကုန်သိနိုင်ပါနံပါတ်2ကပဋိသန္ဓေအကြောင်းဆရာဝန်တွေဘလောက်ပဲသိဘုရားလောက်သိပါမလားသိပါဘူးဗျာနံပါတ်3ကတတ္တဝါအကြောင်းနဲ့တတ္တဝါတွေအများကြီးပဲကြောက်ဖြာကြီးထဲမှာတော့ကြောက်တတ္တဝါတွေရှိတယ်ကြောက်ဖြာကြီးပဲဘယ်လိုလုပ်ရှိမလဲရှိတယ်ဗျာတတ္တဝါတွေအမှန်တန်အံ့ဩဖို့ကောင်းတယ်နော်သူတော်ဟောင်းလို့ရေခဲတောင်ထဲမှာလည်းတတ္တဝါတွေရှိတယ်မမြင်ရတဲ့တတ္တဝါတွေလည်းအများကြီးပဲနတ်တွေရောဗာတွေရောတဆေတွေရောပိဋ္ဌာတွေရောအများကြီးပဲတတ္တဝါတွေအကြောင်းလည်းဖရာလောက်ဘယ်သူမှကုံစင်အောင်မသိနိုင်ပဋိစ္စသမုပ္ပါအကြောင်းအကျိုးလည်းမသိနိုင်ဘူးဖရာလောက်၄မျိုးအမှန်တန်နည်းနည်းတဲ့တရားဘယ်နှပါပါလိမ့်တတ္တဝါအကြောင်းကိုပြောခြင်းလို့တတ္တဝါအကြောင်းကိုလိုက်စဉ်းစားနေကိုယ်အလုပ်တွေဖြစ်ပါတော့မလားတတ္တဝါအကြောင်းအကုန်သိရင်ဖရာစုပန်ပြီးတော့ဖရာဖြစ်အောင်လုပ်အဲ့ဒါတတ္တဝါအကုန်သိလိမ့်မယ်တတ္တဝါမှန်တယ်မြဘယ်တတ္တဝါဘယ်လိုဘယ်တတ္တဝါဘယ်လိုတိဟိတ်ဒုဟိတ်အဟိတ်ဘယ်နေရာမှာဘယ်လိုဖြစ်သက်တမ်းကဘယ်လောက်တခုအိဋ္ဌိဘကဘယ်လောက်အခုဘယ်နေရာမှာဘယ်တစ်ပင်မှာဘာရှိတယ်ဘယ်လိုဖြစ်နေတယ်ဒီတတ္တဝါဘရော့သေးမယ်ဘယ်ရောက်မယ်ဘယ်ကပြန်လာမယ်ဘယ်လိုမှသိမလဲအဲ့ဒါတို့အလုံးမဟုတ်ဘူးနော်သူတော်အောင်တို့ကပဂတိတာဝကမလားပဂတိတာဝကခန္ဓာအရှိနဲ့ဉာဏ်အသိနဲ့ကြရမယ်တတ္တဝါအကြောင်းလျှောက်မတွေးနဲ့ကိုယ်ပတ်ဝန်းကျင်ကအခုအချင်းချင်းတောင်မှအကျိုးအကြောင်းတွေကုံစင်အောင်သိပါမယ်သိပါဘူးဗျာယဟန်တော်တွေအကြောင်းသီလရှင်တွေအကြောင်းလူတွေအကြောင်းဘယ်လိုသိမလဲသူမိသားစုနဲ့သူဟာနဲ့သူအများကြီးပဲသူ့အကြောင်းအကျိုးတွေဟုတ်တယ်မလားအဲ့ဒါတွေသိစရာမလိုဘူးတဲ့သိအောင်လဲအားမထုတ်နဲ့ယောဂီတို့တစ်သက်လုံးအားထုတ်လည်းမကုန်ဘူးယောဂီတို့ဟုတ်လားဘာလို့အားထုတ်อ่ะခန္ဓာအရှိနဲ့ဉာဏ်အသိနဲ့ကြိုက်အောင်
ပေါ်ရရှုမှတ်တာကိုဦးစားပေးပါတတ်မဲ့ဆရာတွေတွေးရင်လည်းလမ်းလွဲမယ်နော်တော်အောင်ကျောင်းဆရာလမ်းလျာတွေတွေးရင်လည်းပဲလမ်းလွဲလိမ့်မယ်သူတော်ကောင်းတို့လမ်းလွဲမှဆိုလို့ပြောနေပါတယ်ကျောင်းဆရာလမ်းလျာယောဂီတို့ကတရေတစ်ဘက်ကျောင်းဆရာအောင်းမိတရေတစ်ဘက်ကကျောင်းဆရာမလို့ဘူးကိုမေတ္တာပြတ်တာမဟုတ်ဘူးမေတ္တာပို့နေမလားတို့မှာသရဏဂုံလည်းရှိတယ်သာသနာတော်ဆောင်နတ်မင်းကြီးတွေစောင့်ရှောက်နေတယ်ကိုယ်လုံးနဲ့သူများကိုမထေမဲ့မြင်သွားစော်ကားတာမဟုတ်ဘလူးမှမစော်ကားဘူးကိုမေတ္တာပို့ဘာမှကြောက်စရာမလိုဘူးဟုတ်တယ်မလားယောဂီတို့စဉ်းစားကြည့်တာဘလူးကြောက်ရမယ်ထင်တယ်မေလျောပေါ်စာမှုကိုကြောက်ပါဘာကိုကြောက်ရမလဲမေလျောပေါ်စာရင်အဝိဇ္ဇာဖြစ်တာပဲလေအဝိဇ္ဇာဖြစ်ရင်သွားပြီလောဘလည်းလာမှာပဲဒေါသလည်းလာမှာပဲအဲ့လားကိလေသာတွေလည်းလာမှာပဲအကုသိုလ်တွေလည်းလာမှာပဲမျိုးစုံလာမှာပဲအိတ်တာတို့မစ္စရိယတို့ဗိဇ္ဇာတို့စုံနေတာပဲနောက်ပြီးဆုံးကြတော့တေဟိုးရောက်တာပေါ့ဗျာဒါကြောင့်မလို့ပမာတွေဘယဓာတိဝါမေလျောပေါ်စာမှုကိုဘေးလို့ရှုရမယ်တဲ့ယောဂီကဘာကိုဘေးလို့ရှုရမယ်မေလျောပေါ်စာမှုကိုဘေးလို့ရှုရမယ်တကယ်ဘေးရန်အစ်စ်ကိုမေ့ပြီးတော့ဟိုကောင်ကြီးကမြန်လာမလားမသိဘူးငါကြောကိုမြန်လက်ဝါးကြီးနဲ့လာရဲလိုက်တော့ပြီးပါလေရောဆိုတစ်တီတူးလို့ဖြစ်မယ်ယောဂီတို့တစ်တီတူးကခြေထောက်နဲ့ချောင်းထောင်ပြီးတော့အိတ်တယ်တဲ့ဘာဖြစ်လို့ပါလဲမိုးပြိုမှာစိုးလို့တဲ့အမလေးတွေးကြောက်တာမိုးပြိုမှာစိုးလို့မြောက်ကလည်းပဲကောင်းမအိတ်နိုင်ဘူးတဲ့ညထတရားမှတ်တာမဟုတ်ဘူးနော်မြောက်ပြောတာမြေကြီးကိုထဆန်းတယ်မြေကြီးများပျောက်သွားမလားလို့တဲ့ထဆန်းတယ်တဲ့တီကောင်ကလည်းမြေကြီးကုန်မှာဆိုလို့မြေကြီးတွေပြန်ပြီးထုတ်ပါတယ်တဲ့ဖြစ်နေတာကြည်တမ်းမအောင်အဲ့ဒါမကြောက်တဲ့ဟာတွေကြောက်မလားဆိုတော့ဟောင်းတို့ဒုဒ္ဓပဇမှာမတူဘူးလားယုံကမြေပြိုရင်တော့ခက်တာပဲသူအတွေးနဲ့ချက်နေမြေကြီးမှန်းပြိုသွားရင်ငါတို့ဘယ်သွားနေရပါအဲ့ဒီအချိန်မှာအုံးရှိသေးရကြွေကြတုတ်ဆိုဖွဲ့ပြေးပါလေရောဗျာတခါတည်းဘေးကယုံနေဘာဖြစ်တာလဲမြေပြိုပြီးဆိုယုံနေရောနောက်ကြသမင်နေရောတရေတွေရောဝက်တွေရောကြားတွေရောဆင်တွေရောသမုဒ္ဒရာစီတန့်ပြေးတာမြတ်စွာဘုရားအလောင်းကကေတရအရာဇာရှင်သေမင်းကြီးဖြစ်နေလို့ပေါ့ဖះကဲလို့ဖះအလောင်းကဲလို့ဖះအလောင်းသာမကဲအကုန်သမုဒ္ဒရာတွေကြာပြီအကုန်သေးကုန်ပါအုံးရှိသေးကြွေကြတာကိုမြေပြိုတယ်ထင်လို့တယ်ယောဂီတို့လေတိုက်တာကိုသရဲ၆တယ်မထင်နဲ့နော်ကျမ်းဖန်ထင်တတ်တယ်လေရှစ်ပရိုကြတာဟုတ်ဗျငါတော့အကောက်ကြီးလာခေါ်နေပြီယောဂီတို့နှလုံးသွင်းနေမားတတ်တယ်နော်ကိုယ်လျှောက်ပြီးဟိုတွေးဒီတွေးနေတာဟုတ်ဗျယောဂီတို့တွေးရင်ဘယ်လိုလုပ်ရဆရာသမားတွေ၃ပါးတော်မှဓမ္မ၃ပါးတော်မှချွေးပြအောင်ပြောနေတာမကြဥဒ္ဒုံဓမ္မမောလို့ခဏနာလို့ဓမ္မဝင်ပြောရမနဲ့တရားဓမ္မမြတ်စွာဘုရားတပည့်တော်တို့သည်ယခုတရားအထုတ်ဆက်ခန္ဓာခန္ဓာ၅ပါးယုတ်နာ၅ပါးကိုဆိုဥဒ္ဒုံអော်လိုက်ရတာမပင်မနေပြီမဟုတ်လားအဲ့လိုပင်မလို့ဥဒ္ဒုံကပင်မဥဥက္ကဋ္ဌကလည်းဖျားတော်ဖျားတယ်ပြောလိုက်တဲ့ဖြစ်ချင်းကိုအဲ့ဒီလိုပြောနေတာကိုအဲ့ဒီလောက်ပြောပါများရဲ့သားနဲ့စိတ်ကူးယဉ်နေတယ်ဆိုတော့ကောင်းပါဦးမလားကောင်းပါဘူးဗျာတဲ့မကောင်းတဲ့ယောဂီပေါ့ဗျာစိတ်ကူးမယဉ်နဲ့စိတ်ကူးယဉ်စိတ်တဇဝေဒနာရှင်ဖြစ်တတ်တယ်သဘောပါရဲ့လားပါရဲ့ဗျာစိတ်ကူးယဉ်ဘာဖြစ်တတ်စိတ်တဇဝေဒနာရှင်ဆိုယဉ်ကြေးလေးပြောတာသဘောပေါက်ရင်ပြီးတာပဲဟလားအဲ့တော့မလို့ယောဂီတို့စိတ်မကူးပါနဲ့တဲ့ယောဂီတို့အကြီးအကျယ်မယူတော်လည်းပဲကိလေသာယူဖြစ်တတ်တယ်နော်အကြီးအကျယ်ယူတာတော့ဗျာတခါတည်းဥမာဆေးုံတော်တင်ဖို့တန်ကြိုးတွေနဲ့ချီပြီးအဲ့လောက်ကြီးတော့မယူပါဘူးတဲ့ယောဂီတို့အဲ့လောက်တော့မယူပါဘူးသို့တော်လည်းပဲကိလေသာယူဆိုတဲ့အခါကျတော့မှတ်စိတ်တွေတခုမှမရှိတော့ဘူးမသိမရှိပဲနဲ့ထိုင်ရင်လည်းပဲလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ဈဉ္ညာလျှောက်လည်းလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ဆိုတော့ဝိပဿနာဉာဏ်ဝင်လို့ရပါဦးမလားယောဂီတို့ပင်ပန်းခံပြီးတော့ခွင့်နေယူပြီးတော့လာအားထုတ်တာဟာဝိပဿနာဉာဏ်ဖြစ်စေခြင်းလို့ရစေခြင်းလို့အားထုတ်တာမလား
Nana Bawa de John the on La Atodala. A the illusion Peter South de Paja. Tade Yere, a yodo Pama. Tade Yere South de Paja, Tai South de Paja. And at the outage of Budo Doka Mera. Yo, you do, Ada Yamalo. Say my good in a Harry, say my Gubane. Say good in a Yashi to the on. Many of Bonya Abe say Gusura Shiba. That's why we are going hot Harry. Sarada Mommy, Saranadi Dodi, a Bainam Pisowaki Daban, Biari the Mommy, Biari Nadi Dodi, a Bainam Pisowaki Daban. Marana the Mommy, Marana Nadi Dodi, a Bainam Pisowaki Daban. Be a hime, Manabe, Nanaba, Winaba, Midi, a Bainam Pisowaki Daban. Kama Bagomi, Kama Dayado, Kama Yoni, Kama Banu, Kama Parekdarano. Young Kaman Gridami, Galeana, Wapagan, Wadada, Gamada, Dayado, Boydami, a Bainam Pisowaki Daban. A Baina Doma, Senior Modia, Nava Hora. Go say good and road waging, Ada, Senior Ma. A Jaimo who cannot have got another one. Na order the voice there, Ojendia, Molomyang Naimu. That's all of your aboya. Todo Lebio and Oya Ome, Naya Ome, Naya Ome, they are Ome. Chicken knitted at the net, Quaquaya Ome. Canalian go by Osabe. Yahora Mount Ladron. We are Ome, Naya Ome, they are Ome, Quea Ome. Canalian go by Osabe. We met Relution. Cana go eat Doka Yaunida, we are Jesus and Moses of Yaya. We met Wayne Baduya. Order the area, Nase, Nada the area, Nase, they met the area, Nase, with the Choba Yoga, with the Daga, Nase. Loba Dola Moharia, Nase, Ha, Amumube, what ye the not Dokaria, Manesa Fulabia? Sauni, Hala. I don't, Yabu Yabe, Nase Kayala. I tell me, you me put the Pimbo Boya. Abo let me, Oga let me. A bien ale Nase. A bien ale Berry and the Andre Miaudron. A bien ale Miajibe, Berry and the Andre Ludo the Code, Kalinka Jet, the Miajibe. Woman me at it. Nana Bawari be under the sheet. A duya lebe, all the Choba Yoga would not Manisa Fulabia. To the Rono Gudia Ato in Serio Baela. Jansiji. Gone, think of that city, you are the Mala. Ha, Babelo, you are Bale. They must all. He said, Madame Madina Mula. Ella, all the Choba Yoga would not let Capido Nasa Devia. They are out of the Capadua Nasa. Loba Dola Mohaga Nasa de Mania Udo Tribia on Gora. Loba Dola Mohari Mabis in it. Loba Dola Mohari Mabis in it. Udon Gora Majaula Doron. Jare, within a Uya not around Jare. Loba Dola Mohari Mabis in it. Udon let Tribia on Gora. Wogale, Nesura Buddha de Era Durono, Tribia, Bioni, how many of Ya Durono Hala. Adiga dia maga Myanmar Tudo diama, Myanmar Tudo Rimia. I put up at the yak. Era Mia Auno, Mimia Auno, Bioni, Badro Hala. Mimia Auno, say good Balobia me. Dindi Shuma Bar, Yoido, dear Shumada, Menyapunya Niban Yodon Odron. Shumadaga Lingaje, say good aga Chetaya. Madaga Lingaje, say good aga Chetaya. I don't yoido, Damede Dualet, Dame Job de Dualet Jobs or Lanyo Mama Omla. Now said, says what it. Go Lanyo Manido, tell you what day be there. Out of the Kali say so that day. Say Tama Gadigo Pida and hello with Mother day. And I said what I'm not on. Mother Shillian, Margin. Ma Asa Mala and Mama Mayan thought. Oh, Kaliri Jibala. That is the medium Miba Bio Meow. The so to look. Miba Dilamadon is one me. I know Jaro, Luzolu made in a way, bound in the Ma, Tony Ja, I said what had a Madi said what. You are the guy now at home. Do you Miba Badubali? Yes, I'll be a Bobia.
ယောဂီတို့ရဲ့မိဘဘယ်သူပါလိမ့်မြတ်စွာဘုရားစိတ်ကူးရင်စိတ်ကူးလို့ပြောလားဘယ်လိုလုပ်ရမလဲပြောတာတင်းတင်းရင်ရင်ရှုမှတ်ပါတဲ့ဝိပဿနာယောဂီတို့ဝိပဿနာတရားပြောနေတာနော်စိတ်ကူးပေါ်လာရင်ဘယ်လိုလုပ်ရမလဲလမ်းကြောင်းမှန်သေးကြလို့ပြောနေတာသူတော်ကောင်းတို့ဟလားလမ်းကြောင်းကမှားတတ်တယ်နော်သူတော်ကောင်းတို့ဘာစိတ်ကူးပဲဖြစ်ဖြစ်ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဥမာအိုရအောင်မနာရအောင်မသေးရအောင်မဆိုတော့အကြာကြီးစိတ်မကူးနဲ့အကြာကြီးစိတ်ကူးရင်တဖြည်းဖြည်းနဲ့စိတ်ကူးရင်တွေပဲရောက်သွားခဏတစ်ဖြုတ်လောက်ပဲတော်ပြီတရားအောင်မတရားအောင်မအချိန်မျိုးသိနိုင်နေတော်ပြီနည်းနည်းပါးပါးစိတ်ကူးလိုက်တော်ပြီအဓိကပေါ်ရကိုပြစ္ဆုတ်ပံတဲ့တဲ့မှန်းမှခန္ဓာသဘောကိုသိမယ်ဘလူသဘောကိုသိမယ်ခန္ဓာသဘောသိမှခန္ဓာချုပ်ငိမ့်တဲ့နိဗ္ဗာန်ရောက်မှာပေါ့ဗျသူတော်ကောင်းတို့နိဗ္ဗာန်ကိုခန္ဓာကွယ်ထားတာနော်သူတော်ကောင်းတို့ခန္ဓာကိုဘလူကကွယ်လဲဆိုတော့ပညာယောက်ျားမိန်းမတွေကကွယ်ထားတယ်ခန္ဓာကိုပညာကကွယ်ထားတယ်ပရမတ်ကိုပညာကကွယ်ထားတယ်နိဗ္ဗာန်ကိုဘသူကကွယ်လဲဆိုတော့ခန္ဓာကကွယ်ထားတယ်ခန္ဓာပဲမြင်နေတယ်ခန္ဓာချုပ်ငိမ့်မှနိဗ္ဗာန်မြင်တာမလားသူတော်ကောင်းဖြစ်ပြဆိုတာခန္ဓာလေးသူတော်ကောင်းတို့အဲ့ဒီဖြစ်ပြချုပ်ငိမ့်သွားမှမဖြစ်မပြတ်တာနိဗ္ဗာန်မလားအဲ့တော့ခန္ဓာကိုများများမြင်အောင်ကြည့်မှပရမခန္ဓာသဘာဝလက္ခဏာပူတာအေးတာမာတာပြော့တာသဘာဝလက္ခဏာဖြစ်ပြမမြင်သေးဘူးသူတော်ကောင်းတို့အဲ့ဒါတွေပေါ်ရရှုမှတ်တဲ့အခါကျတော့မှပေါ်တာကိုပိုင်နေရှုမှတ်နိုင်တော့မှပေါ်တာနဲ့ပျောက်တာတွဲသိတယ်သူတော်ကောင်းတို့ပေါ်လဲပေါ်တယ်ပျောက်လဲပျောက်တယ်အဲ့ဒါသဘာဝလက္ခဏာပြီးမှတာမညရောက်တာနော်သူတော်ကောင်းတို့ဈာတမသင်္ခတဆိုတာရှိသေးတယ်ထားပါတော့သဘာဝလက္ခဏာဆိုတာသူတော်ကောင်းတို့ပေါ်ရရှုမှတ်ပေါ်လာတဲ့အတိုင်းပေါ်တဲ့အတိုင်းပူရင်ပူတဲ့အေးတဲ့နိုင်တဲ့စိတ်ကူးရင်စိတ်ကူးတယ်ဩသဘောလေးတွေပါလားအရှုခံကလည်းပဲသဘောပဲအရှုခံကိုသွားရှုမှတ်နေတာလည်းပဲသဘောပဲသင်္ခါရတရားတွေကိုသင်္ခါရတရားတွေကရှုမှတ်နေတယ်တဲ့စာလိုပြောတော့မြန်မာလိုပြောတော့သဘောတွေကရှုမှတ်နေတယ်အရှုခံထဲမှာလည်းယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မပါဘူးရှုဉဏ်ထဲမှာလည်းပဲယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မပါဘူးရှုခံကယုံနဲ့နံရှုဉဏ်ကတတိနဲ့ပညာကာရကမဲ့ခင်၅ပါးကိုပြောတာသူတော်အောင်ဟုတ်လားအဲ့တော့ရှုခံထဲမှာလည်းပဲယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လူနဲ့ပြန်မှာပါရဲ့လားတရေတွေရောပါရဲ့လားရှုခံထဲမှာဗာနဲ့ဗာယုံနဲ့နံဖောက်ပြန်တဲ့သဘောသိတဲ့သဘောဒါပဲနော်သူတော်ကောင်းတို့ရှုဉဏ်ထဲမှာလည်းဗာနဲ့ဗာတခုမှယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါမပါပါလားဗျအဲ့ဒီလိုဉာဏ်ရှင်းမှတက္ကာဒိဋ္ဌိကိုပယ်လို့ရမှာပေါ့ဝိပဿနာယောဂီဖြစ်ပြီးတော့ယောက်ျားပဲမိန်းမပဲတရေပဲနတ်ပဲဆိုတက္ကာဒိဋ္ဌိကဘလို့ပြုတ်မလဲဝိပဿနာဆိုတာတက္ကာဒိဋ္ဌိပြုတ်အောင်လုပ်နေတာမလားတခိုးကြည့်အောင်လုပ်တဲ့လိုင်းကတတ္တဒိဋ္ဌိပြုတ်အောင်လုပ်တဲ့လိုင်းကတတ္တမတူဘူးသူတော်ကောင်းသူ့ဟာနဲ့သူအဖို့တန်တာပဲပယ်တရားမလို့ဘူးတမထကိုပယ်တာမဟုတ်ဘူးနော်သူတော်ကောင်းသေးချာနှလုံးသွင်းပြီးနားထောင်ပါဦးဇင်းတို့ကိုယ်တိုင်လည်းတမထလုပ်တဲ့ခါလုပ်တာပဲမပယ်ပါဘူးတမထသူ့နေရာနဲ့သူဥသာပေးရတယ်အခုဘာဥသာပေးရဝိပဿနာဥသာပေးရတယ်ဦးဇင်းတို့တော့ရဆောက်တည်တဲ့ဘာညာဆိုလို့ရှိရင်တမထတစ်ခါလေးဥသာပေးရတယ်မေတ္တာပွားရတယ်မေတ္တာမပွားရင်သေမှာဆိုလို့လေမပွားလို့မရဘူးကြောက်เสียလက်နဲ့ပွားရတယ်ပွားပြီးတော့မှအများကြီးပွားပြီးတော့မှနောက်မှဝိပဿနာလုပ်ရတယ်ဝိပဿနာကြီးတက်လုပ်လို့မရဘူးတယောက်တည်းနေတဲ့အခါပြောတာအခုအများနဲ့နေတာလည်းပဲမေတ္တာပွားခိုင်းတာပဲမလားသူတော်အောင်တို့မေတ္တာပွားရတယ်တဲ့မေတ္တာပွားတာပညာကိုအာရုံပြုပွားတာပဲကျမ်းစာပါစေချမ်းသာလူများပြမတ္တဝါဒီနာလူတ္တဝါအားလုံးဘေးအကြောင်းပြဆင်းရဲကိုစိတ်နဲ့ပဲချမ်းသာကြပါစေမေတ္တာပွားလိုက်ဝိပဿနာအားထုတ်နေတဲ့အချိန်ခါမှာပရမတ်ကိုအာရုံပြုပါပေါ်ရဘာလို့ပြရမလဲရှုမှတ်ပြပါတဲ့ညဘက်ဝိပဿနာပွားတဲ့အခါမှာပညာတွေအများကြီးထင်လိုက်ရင်ဝိပဿနာပြန်ကူးလိုက်ဘာလို့ဝိပဿနာလုပ်တဲ့အခါမှာအနှောက်အယှက်ဖြစ်မှာဆိုလို့မေတ္တာပွားရုံပွားပညာအာယုံတွေကိုအများကြီးအထင်မခံနဲ့နော်သူတော်ကောင်းပညာအာယုံဟာအမတန်စွဲလန်းနေတဲ့ပရမတ်ကတောင်းဉာဏ်မရောက်ဘူးနော်သူတော်ကောင်းပညာအာယုံကစွဲလန်းနေတဲ့ဘာကောင်လေးပဲဘာလေးပဲဘာလေးပဲစသည်အဖြစ်
ကိုယ်ခန္ဓာကိုယ်ထဲမှာရောမောဟဟိုမီးလုံးလေးတွေလိုပဲမီးပေါက်ကလေးတွေလိုပဲဖြက်နဲ့တခါတလေကြလို့မထင်မှဖဲနဲ့တွေ့ရအဲ့ဒါတွေကိုမစွဲနဲ့နော်သူတော်ကောင်းတို့ပရမတ်ဆိုတာအဆက်ကလေးတောင်မရှိဘူးသူတော်ကောင်းတို့အမှုံအမွားလေးတွေအမှုံအမွားလေးလို့အဲ့ဒါပညာပဲအဲ့ဒါအမှုံအမွားပညာအမှုံအမွားတော့မရှိရဘူးသဘောပဲရှိရမှာနော်သူတော်ကောင်းတို့မမြင်ရဘူးလို့ပြောတာမဟုတ်ဘူးမြင်တော့မြင်ပါပဲမစွဲနဲ့ဒါကိုပြောတာမမြင်နဲ့လို့ပဲတားလို့ရမလဲဗျသမာဓိရှင်အမျိုးမျိုးမြင်ပါပဲလေသူတော်ကောင်းတို့မြင်မင်းနဲ့ဘာလို့ပြရမလဲမစွဲနဲ့မစွဲအောင်ဘယ်လိုလုပ်မလဲတင်းတင်းရင်ဖတ်ပြပါတဲ့နှလုံးသွင်းတာလဲအပြက်ကိုနှလုံးသွင်းလိုက်ပါအကုန်ပြက်ကုန်ပြီဟေးပြီးရောအဲ့ဒါညမလို့ဘာလေးပဲဒီဆက်ကလေးတွေကဒီသားလေးမုံမှာဖြောနေဟာကမ်းမပြိုဆိုတော့အသေးကမ်းမကြီးပြိုဆိုတော့ဘာညာသူတော်ကောင်းတို့စိတ်ကူးတွေမရှည်နဲ့နော်သူတော်ကောင်းတို့ကြာနာဘာဝနာမရညာနဲ့မမြင်သေးတော့လည်းပဲစိတ်ကူးကြောင့်မြင်တာလည်းရှိတယ်သူတော်ကောင်းတို့အပြက်တွေမြင်တာကိုမမြင်ဘူးလို့ပြောတာမဟုတ်ဘူးမြင်လည်းမြင်မှာပဲတခါတည်းဟုတ်လားဒါပြင်နဲ့လို့အပြက်မြင်တယ်ဆိုတာစာပေရဆိုဘင်္ဂညာကြမှာမြင်တာဗျဥရိယဗျညာကြော်ပြီးဘင်္ဂရောက်မှအပြက်ကိုသေးသေးချာချာမြင်တာဘင်္ဂမရောက်ဘဲနဲ့အခုအပြက်တွေမြင်လဲဘာညာဆိုတာကိုယ့်ရဲ့စိတ်ကူးကြောင့်လည်းပဲမြင်တတ်တယ်တခါတည်းအတိတ်တုန်းကအားထုတ်ထားတဲ့အရှိန်အဟုန်တွေကြောင့်လည်းမြင်တတ်တယ်အကြာကြီးမြင်တာလားခဏမြင်တာလားခဏမြင်တာကိုအကြာကြီးလုံးမနေနဲ့နော်မြင်တာခဏဖက်ဖက်ဆိုပြီးသွားရောနမိတ်ကလေးပြတာမင်းမြင်နိုင်တဲ့အကြောင်းရှိတယ်ဆက်ကြိုးသားလို့ပြောတာမလားအဲ့ဒါငါအပြက်တွေမြင်နေပြီကျွန်တော်အပြက်တွေမြင်နေဟိုဆက်ကြိုးသားဖို့တတိပေးတဲ့ဟာကိုအပြက်တွေမြင်တယ်ဆိုပြီးတော့တင်းတိမ်မလိုက်တယ်ခုမှ4-5ရက်ရှိသေးတယ်ဘယ်လိုမြင်မလဲဗျဆိုတော့ဟောတို့တလားတော့အားထုတ်တာတော့မှတောင်းမြင်တာမဟုတ်ဘူးအခုမြင်တယ်ဆိုတာအတိတ်ကအရှိန်အဟုန်တွေရှိတယ်လေမမြင်ဘူးအတူကြီးလို့ပြောတာမဟုတ်ပါဘူးအထိုက်လျောက်တော့မြင်ပါပဲအကြာကြီးမြင်တာလားခဏမြင်တာလားခဏမြင်တာကိုထာဝရမလုပ်ပါနဲ့ခဏတွေ့တာကိုထာဝရလုပ်မနေနဲ့နော်ဆိုတော့အဲ့တော့ခဏလေးတွေ့တယ်ဆိုဩဒါစက်ကြိုးသားလို့ရှိရင်အပြက်တွေမြင်နိုင်တယ်မုန်းနိုင်တယ်ဆုံးနိုင်တယ်ငါတော့အလုတ်ကိုထွက်ပြီးဒါကြိုးသားတော့မယ်ဆုံးပြလိုက်တာမကောင်းဘူးလားဆုံးပြချက်တွေမှန်ကောင်ပြောနေပါတယ်သူတို့ကိုယ်ခန္ဓာကိုယ်ကပြနေပြီလေပြနဲ့အပြက်တွေမြင်နေဆိုလို့ရှိရင်တခါရဲယောနိတော်မနတိကာရနဲ့ဟာဘာဖြစ်ကွာငါတရားပဲအားထုတ်တော့မယ်ဘာမလုပ်တော့ဘူးဟေးဘာမှမလို့တော့မလုပ်ဘူးတရားအားထုတ်တော့မယ်ငါအပြက်တွေမြင်မုံဆုံးမယ်တခါတည်းကိုဆုံးပြချက်ချလိုက်ဗျာမကောင်းဘူးလားအဲ့တော့ကောင်းလို့လမ်းမှန်ကိုရောက်စေခြင်းလို့ပြောနေတာနော်တော်ကောင်းလို့လမ်းမှန်ကိုရောက်စေခြင်းလို့တဲ့ယောဂီဆိုတာစကားနဲ့မှတရားမြဲတယ်တဲ့တို့တသန်နေရာလုံးစကားတွေများတာကြာပြီဗျာတောက်လျှောက်များလာတာဟုတ်တယ်မလားကောင်းတာတွေရောမကောင်းတာတွေရောများလာအခု9ရက်မှာတိတ်မများပါနဲ့တဲ့ဦးဇင်းတို့ဟောတဲ့သူကမများမဖြစ်လို့များနေရဟုတ်တယ်ဟောတဲ့သူကမပြောနေရတာဟုတ်ဗျာဟုတ်တယ်မလားဟောတဲ့လူတို့တရားပို့တဲ့သူတို့အများအတွက်ပြောနေရတယ်ဟုတ်လားယောဂီတို့ကတရားအထုတ်တဲ့ယောဂီတွေကအချင်းချင်းတရားတွေမဆွေးနွေးကြနဲ့ဆိုတော့ကောင်းတို့တရားဆွေးနွေးတာမကောင်းဘူးလားဆိုတော့ကောင်းပါတယ်တို့ဆိုလဲရက်ကနဲတယ်မလားဆိုတော့ကောင်းတို့ရက်ကနဲဆွေးနွေးတာတော့တရားသဘောဆွေးနွေးတာတရားသဘောဆွေးနွေးတာက10မိနစ်ကိုပြောချင်တာရှောက်ပြောတာကတနာကြီးဟာသွားပါလေရောဗျာယောဂီတို့အဲ့ဒါတွေကိုပြောချင်တာရှောက်ပြောကိုကတော့ကောင်းနေချင်လို့ပြောတာပဲပညာတွေလျှောက်ပြောတဲ့အခါကျတရားထိုင်တဲ့အခါကျအဲ့ဒါတွေကစွဲနေရောစွဲနေတဲ့အခါကျတော့ပရမတ်ပေါ်ရောက်ပါတော့မလားဒါကြောင့်မလို့သတိထားပြီးတော့ကိုယ်တိုင်လည်းသူများကိုသွားမမင်းနဲ့အနောက်ရှက်ဖြစ်အောင်ဟုတ်တယ်မလားကိုယ်ကလည်းသူများကိုစေတနာဘလဘောနဲ့လျှောက်ပြောမနေနဲ့ဟုတ်တယ်မလားသူ့ချိန်သူ့အခါနဲ့ပြောတာနော်သူတော်ကောင်းတို့သူ့ချိန်သူ့အခါနဲ့ပြောတဲ့ပြောတဲ့အချိန်ခါတရားအားမထုတ်တဲ့အချိန်ခါကျပြောကြဆွေးနွေးကြတာပေါ့ဗျာခုအချိန်ခါမှာအတတ်နိုင်လို့စကားမပြောပါနဲ့တဲ့လုံးမပြောပါဘူးပြောတာမဟုတ်ဘူးနော်လုံးမပြောရင်လည်းဖျားမကြိုက်ဘူးတရိစ္ဆာန်ကျင့်တယ်တချို့ရဟန်းတော်တွေကစကားမပြောဘူးလက်ကလေးနဲ့ဒီလိုလုပ်ပြအဲ့ဒါတရိစ္ဆာန်ကျင့်တယ်အဲ့လိုမလုပ်ပါဘူးဆိုတော့ဟုတ်လားဘ
Pawayana Buddha, so I do a Buddha. I don't low into Shimbo. As Nicola Goma, what I see when I see him get at him at what I'm talking about building about ya. Eh, we don't know name, but who do that Biobia Baum, so Tana loves a Goma. Eh, Raja Mabioja, ne, Singapore, young, le Chow Biomani and other on. Chow Biomani, ne, Singapore, America, maybe, Ada Chow Biomania Punayaba. Mayabu, Mayabu, no Mayabu. I would dare out of there to the Mayama, no other on. On my Andrea Naba, Biamio, Medro, Paramaudo, Andrea Babale. Commander, Commander of Andrea Gamoya. We back under there, do hate. Tea hate, but it done in the Abolo, I'm not on Mania Biobi. Over out the yellow Bioli. Tea hate, Ogata, good Pia, Loba, Albion, and other on Hala. Commander the video, we back under there, we back under the video, Babale. Gillet than the you saw mother than other on. I use that matter. I had to get it, Natica to agree at Yoido Aramuro Mishiba. Yoido Adila or Gigi, Mamma, Pamada the Leesuro. Yoido Mada of your baum. Ah, Melagorana, later, Majabu Jabio. Eh, hold there, Ada above the hold there. We may kill it under no? Kill it under a bidder Kajara Babale. Anna, we take commander at Abadeshin, Kitana Jajaba, the Shabati Banya, Level Piasida, Diamond Jabo, no? Now Nabanga, a Riruba, what down there at Ayeji and other on. Go a chenye, Yan Dambido. My name, my name, Monsieur Sweba, ne, go to the Chaja Madibe, hold on. The book walk body shop, your body mammy ball. Hello, Louis Manamadibu. Well, John Long Lamadu, Banya, Yamabio, no wrong. Go, we better not, I don't know, we better not, allow Uda baby mellow, two Saya, Swahari, she there. The show take the Gatamatari, load out Tamata, Swahari, she there. Saya, Swahari, she there. Go on, Madivene, Yandam, Joy, Ria to the home, Pimai out and other on. Eh, around Yandami at Telemadiba and Maso Sweba and Kodiada, go out of bad, how about a hala. Kayaraga, Ajiri and the Bobia, Anika and the Biabio, Kamisana, Niverana, Yabara, Niverana, Tina Maida, Niverana, Odisa, Gogosa, Niverana, Widikesa, Niverana, Yoido, Metapoda, they are the Shimjan, another on. Kamisana, Niverana, Loba Biora, Bedron. Loba Pisia, Shaw Madwin, Edron. At the media, the needed Kimoni, Lagari, I shall do any and Kamisana Piedameno. I got Miss Anna Nuranari, Atabe, I do me in Balubiame. Shuma Biba,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  Shuma Sejanobio, no. Piabara Nuranaz, or dollar or dollar. Dollars so that Dejuara, she has sold it as he did. Dejuara says, hold our you don't know, same so, who then you can have it. Perhaps it less or so then. Told up shit at it, no. So many dead dollars or a job out of the wrong. Job that Jory by the chance of video. But anybody learn what they know. I job that say they win and below the one. Eh, didn't you shoot up by Lure and Yaya, Bajosia Lule? You do hold my dipping my dear out me. Go Senajiva, Mahadadi, Senajiva. To me, I hold all my senior Jari dollar my day out there. Hold Manama. Hold all my work had the out at home. Penelope again. Mamma who out of there. You know, I look at Tom Chow down at home, a Bajawa Male. Josie, I love him like you. And do you be a show, my job, how good at the wrong Hala. Chowda say, well, I'm Balobiam left. Didn't you, Babylon Jowda Lesro? Do you look? Do we be a Josie? I shall do a job that say the people are bored. Hold on, and then I saw a little lady of Balubia. Didn't you shoot up your bar? I saw a little lady of Balua, man. Yo, do a Madame Radiana, Jordan, Yoidi. Jima boy, or be being a Yogi, Yomambao.
ကြိုးစားလိုက်တာမှဒီမှာဆွန်းစားပြီးတန်းထိုင်နေတာပဲတန်ဃာတော်တွေဆိုတခါတည်းတော်တော်ကြိုးစားကြအဲ့ဒီအပြင်မန်းကကြိုးစားပဲနဲ့ဒီအတွင်းကနှောက်ရက်တတ်တယ်နော်သူတော်ကောင်းတို့ကြောက်เสียတွေးပြီးတော့ကြောက်နေအဲ့ဒါတရားပြတ်တယ်သူတော်ကောင်းတို့နည်းနည်းလေးတွေးတာနဲ့ဘာလို့ပြရမလဲတင်းနေရင်ရှုမှပြတွင်းစိတ်ကူးပြီးတာပဲတို့မှာဖရာလည်းရှိတယ်တရားလည်းရှိတယ်တန်ခါလည်းရှိတယ်နတ်မင်းကြီးလေးပါလည်းစောင့်ရှောက်နေတယ်ဘာမှကြောက်เสียမလို့သူတော်ကောင်းဟုတ်လားသူကလည်းသူကဏ္ဍနဲ့သူနေတရားရှိတာနေရှိတဲ့တတ်တော်သူရှိတာပဲသူနေရာသူနေကိုနေရာကိုနေတို့ခဏနေတာသူများနေရာမှာလာပြီးအပိုင်ဆိုးပြီးတော့သူများနေရာလာဥတာမဟုတ်ခဏနေပြန်မှာမလားသူတော်ကောင်းတို့ဘာဆိုတော့ဘလူးမအနှောက်ရှက်ပေးတာမဟုတ်မေတ္တာပို့နေဘာကြောက်เสียလို့သာသနာတော်နတ်မင်းကြီးတွေလည်းအမြဲတမ်းစောင့်ရှောက်နေကြောက်เสียလိုပါယောဂီတို့ကြောက်ရမှာဘလူးကြောက်ရမေလျောပေါ်စားတာနတ်ဆိုတာပူးရီဆိုတာသတိရတယ်နော်သူတော်အဲ့ဒါပဲဦးသိန်းပြောနေတာမေလျောပေါ်စားတာကိုကြောက်ပါဘာကိုကြောက်ရမလဲမေလျောပေါ်လာဆိုအမှတ်လွတ်တာကိုပြောတာသူတော်ကောင်းအမှတ်လွတ်တာယောဂီတို့အခုထိုင်တဲ့ခါမှာထိုင်နေမှတ်ရလားဟာဘဲသိပြီသူတော်ကောင်းဘဲအကြီးကျယ်သိနာပဲဘာဘေးပါလဲမေလျောပေါ်စားတဲ့ဘေးတဲ့အခုတရားပြရင်ထတော့မလားသူတော်ကောင်းထတော့ဘယ်လိုလုပ်ထမလဲထားကျင်တယ်ထားတယ်မှတ်တော့သူတော်ကောင်းတို့အဲ့ဒါဆိုဘေးမသိဘူးထားကျင်တာလည်းမမှတ်ဘူးထားတာလည်းမမှတ်ဘူးအပြင်ရောက်တော့မှကြွတယ်လမ်းနေချအဲ့တော့ယောဂီတို့ဘေးတွေအကြီးကျယ်သိနာပဲမေလျောပေါ်စားတဲ့ဘေးလေသူတော်ကောင်းတို့ယောဂီတို့ဒီပြင်ဟာတွေမကြောက်ပါနဲ့တဲ့ဖရာတရားတန်ခါနတ်မင်းကြီးလေးပါရှိပါတယ်ကြောက်เสียမလိုပါဘူးဘလူမှလည်းမေတ္တာပြတ်တာမဟုတ်ဘူးဟုတ်တယ်မလားယောဂီတို့ကြောက်ရမှာဘလူကြောက်ရမယ်ကဲဌိနမိတ်တနိဝရဏပြီးတော့သွားပါအောင်ဥဒိစ္စဗျာပါဒနိဝရဏဌိနမိတ်တနိဝရဏဆိုတာယောဂီတို့အထိုင်များရင်လည်းဖြစ်တတ်တယ်နော်တရားတရားနဲ့တန်းထိုင်နေဈဉ္ညာမလျှောက်ဘူးဆိုရင်ဌိနမိတ်တဝင်တတ်တယ်ကိုကအိတ်ချင်လို့ထိုင်တာတော့မဟုတ်စေတနာတရားတရားနဲ့ထိုင်တာပဲဒါမှမဟုတ်ဈဉ္ညာနဲ့လျှောက်ပါတယ်အစာသမားဆိုတာဈဉ္ညာများလျှောက်ပါတယ်သူတော်ကောင်းဟုတ်လားဈဉ္ညာအလျှောက်နေပြီးတော့အထိုင်များရင်လည်းပဲကိုကမရင်ကျက်သေးတဲ့အတွက်ရင်ကျက်တဲ့သူကတော့ကြောင်းမဟုတ်ဘူးပေါ့ဗျာမရင်ကျက်သေးလို့ချင်းထိုင်ပြီးတော့မေ့ပြီးတော့အကုန်ပြောက်သွားချုပ်သွားတာမဟုတ်ဘူးနော်သူတော်ချုပ်သွားတဲ့ထေအောင်မတော်ကြအဲ့ဒါပါအိပ်ပျော်သွားတတ်တယ်တဲ့မတိမတာ1မိနစ်အိပ်ပျော်2မိနစ်အိပ်ပျော်3မိနစ်အိပ်ပျော်4မိနစ်အိပ်ပျော်နောက်ကျတော့နိုင်ဝက်လောက်အိပ်ပျော်အဲ့တော့ထိုင်လို့ကောင်းတာပေါ့ဗျာရောဖြစ်တတ်တဲ့သဘောပြောတာနော်ထိုင်တဲ့သူတွေအိပ်ပျော်တယ်လို့ပြောတာမဟုတ်ဘူးဖြစ်တတ်တဲ့သဘောကိုပြောတာတဲ့ရောဟုတ်လားအဲ့ဒါဘာနိဝရဏပါလေဌိနမိတ်တနိဝရဏဥဒိစ္စကုက္ကုဆနိဝရဏဥဒိစ္စကုက္ကုဆနိဝရဏဆိုတာများသောအားဖြင့်စကားများတဲ့သူတွေဖြစ်တတ်တယ်။ဒါဟိုစကားပြောလိုက်ဒီစကားပြောတောင်ရောက်လိုက်မြောက်ရောက်လိုက်အရှိရောက်လိုက်အနောက်ရောက်လိုက်အထက်ရောက်လိုက်အောက်ရောက်လိုက်စကားတွေကရှောင်းပြောတဲ့ခါကျတော့ဟိုလိုတရားလေးမှတ်မကြအောင်စကားပေါ်လာဒီမှတ်မကြဟိုဟာပေါ်လာဒီဟာပေါ်လာတချို့ကလည်းစာအုပ်စာပေတွေဟိုဖတ်ဒီဖတ်ရောက်တယ်ဆိုရင်အဲ့ဒါလေးပေါ်လာဟိုပေါ်လာဒီပေါ်လာနဲ့အဲ့ဒါဟိုရောက်ဒီရောက်နဲ့စိတ်ကတခါတည်းပြာပုံမောဒုံကြသလိုပဲပြာပုံမောဒုံကြတော့ပြာတွေဘာဖြစ်ကုန်ပြာတွေလွင့်ကုန်တာလေတဲ့လွင့်ကုန်ဟုတ်တယ်မလားယောဂီတို့စိတ်ဟာလည်းပဲဖောင်းပိန်မှလည်းမရှိထိုင်ထိမှလည်းမရှိဘယ်ရောက်သွားမှတော့မသိဖြစ်ပြန်လွင့်တာကိုပြောတာဆိုတော့ကောင်းတော့ဟုတ်လားအဲ့ဒါဘာလဲဆိုအတွေးများတဲ့သူစကားများတဲ့သူဖြစ်တတ်တယ်တဲ့ဘာနိဝရဏပါလိဥဒိစ္စကုက္ကုဆနိဝရဏတဲ့ပြန်လွင့်တဲ့အခါကျတော့ပူလောင်တာဝင်လာငါဟိုတုန်းအားထုတ်လိုက်ရင်ကောင်းလားကွာမနစ်တော့ငါဇက်တိုက်ဒီချိန်ထိအားထုတ်လိုက်ရင်ဘုလောက်ဆိုတမက်တဖို့ရပြီအဲ့ဒါအားမထုတ်လိုက်ရတာဒီနှစ်ဒါပဲလုပ်မယ်ဒီနှစ်ကျတော့မလုပ်ချင်ဘူးအဲ့ဒီလိုကုက္ကုဆဖြစ်တတ်တယ်တဲ့သူတော်ကောင်းတယ်ဟလားကုက္ကုဆဖြစ်တတ်တယ်တချို့ကတရားသမားတွေထဲမှာစေတနာကောင်းတဲ့သူတွေအများကြီးပါငါမှတယောက်တည်းသာအားထုတ်လိုက်ရင်ဘုလောက်ဆိုတော်တော်ရမယ်ခုတော့တန်ရောစင်တွေဖြစ်ကုန်တော့ခက်ကုန်ပြီကုက္ကုဆပေါ့ဗျာဟလားတန်ရောစင်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ကတရားသမားကုက္ကုဆဖြစ်တယ်တန်ရောစင်မရသေးတဲ့ပုဂ္ဂိုလ်ကကုက္ကုဆဖြစ်ရလားဖြစ်ပါလေဗျာဟောအေးဘောလည်းဖြစ်တဲ့ဆိုလို့ဖြစ်ပါလားအဲ့ဒါရောကိုယ့်ရှေ့ကနေပြီးတော့
ကိုရှိကကျိုးနဲ့တုတ်ပြီးတော့အရိုက်ခံနေရတာကိုမြင်အောင်ကြည့်ပါဒီတော့တို့ဘာနာနဲ့နာရမယ်ဓမ္မစိတ်ကောင်းစေတနာကောင်းရှိရတဲ့နဲ့မှာကျိုးတုတ်ပြီးရိုက်ခံနေရတာမတို့ဘူးလားသူတော်ကောင်းတို့ဘုဇော်မိုးဆန်တို့ကိုထင်ကျော်တို့မတို့ဘူးလားကိုမြတ်ဆိုးတို့တော်ကောင်းတို့တွေ့တယ်မလားတွေ့ပါဗျာအမတန်ခိုင်မာတဲ့ကျိုးတွေနဲ့ရစ်ပတ်ပြီးတော့တခါတည်းကိုသေးသေးချာချာရိုက်တော်တာဖုံဖုံနဲ့မလှမ်းကိုစောမျိုးဆန်တို့ကိုထင်ကျော်တို့ကြောကုန်းလှမ်းကြည့်ပေါ့ရှိုးရတယ်နဲ့ဟဟလားဥပမာပြောတာသူတော်ကောင်းတို့ဟဟလားတန်ရောစဉ်ကျိုးတွေခြိထားတဲ့အခါကျတော့သွားခြင်းပဲမဲ့သွားနိုင်ရဲ့လားလွတ်လပ်တဲ့ပုံကိုယ်တွေကအဲ့ဒါကိုသတိထားပါဒီမှာလွတ်လပ်တဲ့ပုံကိုယ်တွေပါတယ်မလားလွတ်လပ်တဲ့ပုံကိုယ်တွေကျိုးအတုတ်မခံခြင်းနဲ့တရားရအောင်ကြိုးစားကြဟလားတသန်နေရာလုံးကကျိုးတုတ်ပြီးရိုက်ခံခဲ့ရတာခုတခါထပ်ပြီးတော့ကျိုးတုတ်မခံသေးတဲ့ပုဂ္ဂိုလ်ကကျိုးတုတ်ခံခြင်းတော့ဒုက္ခရောက်ပါလိမ့်မယ်ဗျာအဲ့ဒါကျိုးတုတ်ခံပြီးရိုက်နေရတဲ့ပုဂ္ဂိုလ်ရိုက်ခံနေရတဲ့ပုဂ္ဂိုလ်တို့ကြည့်ပါငါတို့ကျိုးတုတ်မခံမှုဟေးမညံဖုန်ညာရအောင်ကြိုးစားမယ်ဆုံးဖြတ်ချက်ချရင်မကောင်းဘူးလားဗျာဒီမှာကျိုးတုတ်ခံရတဲ့ပုဂ္ဂိုလ်တွေဒီမှာကုတ်ကုတ်ဆဖြစ်တာငါတို့လွတ်လွတ်လပ်လပ်တုံးကကွာအားထုတ်လိုက်ရင်ခုလောက်ဆိုရင်တခါတည်းယဟန္တာတော်ဖြစ်နိုင်တယ်ခါကြစိတ်ထဲမှာဖြစ်မိတာပေါ့ဗျာဟုတ်တယ်မလားဦးဇင်းတို့တန်ဃာတွေလည်းဒီလိုပဲငါကြောင်းမထိုင်ပဲနဲ့အားထုတ်လိုက်ရင်ကောင်းမှာပဲကြောင်းထိုင်တဲ့တော့၅ပါးကိုမှောက်တာပဲအဲ့ဒါတန်ရောစဉ်တွေဖြစ်တာကိုပြောတာဟလားဆိုတော့ဟလားဥဒိစ္စကိုဥစားပြီးတော့ပါလိမ့်ဝိသိကိစ္စဒုလောဘုရားပေါ်မှာတရားပေါ်မှာတန်ဃာပေါ်မှာဘုရားတရားတန်ဃာကိုတော့ကြီးညိုပါတယ်တဲ့ဘယ်ပေါ်မှာဒုလောဖြစ်တာများလဲဆိုတော့ကိုအားထုတ်နေတဲ့တရားပေါ်မှာဒုလောဖြစ်တတ်တယ်ဝိပဿနာတရားတွေပဲရှုမှတ်ခိုင်းတယ်ဝိပဿနာရှုမှတ်နေုံနဲ့ရပါမလားဇန်နေပါတွေရမှဒါမှအားထုတ်လို့ရမှာပေါ့ဒုလောတွေဖြစ်တတ်တယ်နော်သူတော်ကောင်းတို့ဘာမှဒုလောမဖြစ်ပါနဲ့ဝိပဿနာတက်အားထုတ်လို့မဉ္ဇဉ်ဖုန်ဉဏ်ရပါတယ်သူတော်ကောင်းတို့မဉ္ဇဉ်ဖုန်ဉဏ်ရသွားတဲ့တာရကတွေအများကြီးပဲဘာမှဒုလောမဖြစ်နဲ့မိမိကိုယ်လည်းပဲငါစားလည်းမတင်ရဘူးကြကြနနဲ့လည်းအားမထုတ်အောင်ရမှရဒုလောမဖြစ်နဲ့မိမိတို့စိတ်ကောင်းစိတ်မြတ်နဲ့အားထုတ်စိတ်ကောင်းစိတ်မြတ်နဲ့အားထုတ်နောက်အားထုတ်ဖို့အခြေအနေပေးလာလိမ့်မယ်အခုမပေးလဲနောင်ပေးလာလိမ့်အဲ့တော့ဒုလောတွေးနေလို့ရှိရင်အချိန်မကုန်ဘူးလားဗျာရတဲ့အချိန်လေးကိုအားထုတ်ပါတဲ့ခုတရက်နှစ်ရက်နည်းနည်းလေးနိုးလာအားထုတ်လမ်းသွားရင်လည်းအားထုတ်ထိုင်လည်းအားထုတ်စသရအကုန်အားထုတ်အဲ့လိုအားထုတ်လို့ရှိရင်တရားနာတဲ့အခါမှာလည်းမှတ်သားနာသူတော်ကောင်းတို့ဟလားတရားနာတဲ့အခါမှာလည်းအရေးကြီးတဲ့စကားလုံးလေးတွေမှတ်ထားရင်မကောင်းဘူးလားဗျာဘုရားမှာအရေးကြီးတဲ့စကားလုံးဘယ်နှလုံးအောင်မှတ်ပြီလဲသူတော်ကောင်းတို့တရားသမားဆိုတာစကားမများပါနဲ့ပြန်ပြီးအကျဉ်းချုပ်ပြောတာဟုတ်လားတရားသမားဆိုတာတရားကိုဥဒါပေးပါကြံတဲ့အချိန်မှာတရားမထုတ်တဲ့အချိန်ကျတော့ပြောရင်ပြောပေါ့ဗျာကိုမိတ်ဆွေချင်းချင်းတရားအထုတ်နေတဲ့အချိန်ခါမှာကိုယ့်နေရာမှာကိုအားထုတ်ပါရှောက်သွားပြီးတော့ဟိုပြောဒီပြောမပြောကြနဲ့ပြောတဲ့အခါရောရီတို့ကပင်မခံငွေတွေပါတွေအကုန်ကြခံပြီးတော့လာအားထုတ်ရတာမလားအဲ့တော့တရားမရတဲ့ပြင်စိတ်ထဲမှာခုနကုတ်စာတွေဖြစ်တတ်တယ်နောက်ပြီးတော့ဆုံးနေတဲ့ဒေါသတွေကြောက်တလန့်တွေဖြစ်တတ်တယ်အဲ့လိုတရားအားထုတ်ရကြုံနတ်ပါတရားအားထုတ်ရင်ပြန်သွားရင်စိတ်ကိုလန်းဆန်းပြီးတော့တခါတည်းစိတ်ထဲမှာအာရပါရဖြစ်သွားငါလမ်းကြောင်းအမှန်သိပြီဆက်အားထုတ်တော့မယ်ခတန်တရားကိုကင်းကင်းရှင်းရှင်းဖြစ်ရတရားထုတ်ခါမှပဲဟိုကြောက်ရတော့မလို့ဒီကြောက်ရတော့မလို့ဟိုလိုဒီလိုဖြစ်နေအားထုတ်ရကြုံနတ်ပါအကုန်လုံးကိုကမေတ္တာပို့ထားတယ်ဘယ်သူမှမထေမဲ့မြင်မလုံးနဲ့မေတ္တာပို့ဘုရားတရားတန်ခါကိုကိုယ်ဝိပဿနာလမ်းကြောင်းအတိုင်းရှုမှတ်လို့ရှိရင်ရောရီတို့မဉ္ဇဉ်ဖုန်ညာနိဗ္ဗာန်ထိမရောက်နိုင်ဘူးလားဗျာကိုကမြန်ဆန်မဉ္ဇဉ်ဖုန်ညာလို့ချင်းကျန်တာတွေလျှောက်ပြီးတော့တွေးဆမနေတဲ့ကျန်တာတွေလျှောက်တွေးနေကိုရှုမှတ်မယ်တရားကိုထိထိရောက်ရောက်ရှုမှတ်မယ်ဆိုရင်ဒီဘဝမှာမဉ္ဇဉ်ဖုန်ညာရနိုင်ပါတယ်တဲ့လောကကြီးအကုန်လုံးကိုသိဖို့ဆိုတာတမ္ပညုတ္တဖရာမှာအကုန်သိတာနော်သူတော်အောင်လို့ကျန်တဲ့သူတွေဆိုတာကနည်းနည်းပါးပါးသိတယ်တချို့လည်းအသိမှားတွေရှိတယ်မျိုးမျိုးပဲအဲ့တော့ကိုကတမ္ပညုတ္တဉာဏ်လည်းရတာမဟုတ်ဘူးဘာမှရှောက်သိစရာမလိုဘူးကိုသိရမှာကိုခန္ဓာကြောင့်ကိုသိဖို့ရေးကြီးတယ်ဒါရေးကြီးပါလိမ့်ကိုခန္ဓာအကြောင်းဆိုတာအခြားမဟုတ်ပါဘူးကိုခန္ဓာဆိုတာအများထင်တော့ယောက်ျားမိန်းမထင်တာတကယ်တည်းကျတော့ဖောက်ပြန်တဲ့သဘောနဲ့သိတဲ့သဘောမလားအဲ့ဒါကိုခန္ဓာအကြောင်းပဲဖောက်ပြန်တဲ့သဘောကလည်းဖြစ်လိုက်ဟုတ်တယ်မလားသိတဲ့သဘောကလည်းပဲဖြစ်လိုက်
ရုပ်တည်နာနေဖြစ်ပြနေတယ်ဆိုတော့မှန်ဘူးလားဗျာအဲ့ဒီသဘောတွေကိုသိတဲ့သိအောင်ပိုင်နိုင်သိအောင်ဥဒါပေးပြီးရှုမှတ်ရမှာတော်အောင်ကျန်တာတွေသိစရာမလိုဘူးဓာတုဗေဒတွေယူပဗေဒတွေသူဟာနဲ့သူကိုသိစရာမလိုဓာတ်တွေနဲ့တွေကိုသိစရာမလိုခန္ဓာကိုယ်အကြောင်းသိမှမဉ္ဇဉ်ဖုန်ညာရမှာနော်တော်အောင်ကဲမေတ္တာပို့ပြီးသိညာရအောင်အလုံးတတ္တဝါတွေတေယံကိညာပါစေစိတ်ဆင်းရဲကိညာပါစေကိုယ်ဆင်းရဲကိညာပါစေချမ်းသာချမ်းသာကိုယ်ခန္ဓာကောင်းစွာဆောင်ရွက်ဆောင်ရှောက်နိုင်ကြပါစေအလုံးနတ်ဒေဝတွေဘေးရန်ကင်းကြပါစေစိတ်ဆင်းရဲကင်းကြပါစေကိုယ်ဆင်းရဲကင်းကြပါစေချမ်းသာချမ်းသာကိုယ်ခန္ဓာကောင်းစွာဆောင်ရွက်ဆောင်ရှောက်နိုင်ကြပါစေအလုံးတရားနာပရိသတ်တွေဘေးရန်ကင်းကြပါစေစိတ်ဆင်းရဲကင်းကြပါစေကိုယ်ဆင်းရဲကင်းကြပါစေချမ်းသာချမ်းသာကိုယ်ခန္ဓာကောင်းစွာဆောင်ရွက်ဆောင်ရှောက်နိုင်ကြပါစေအလုံးဘေဘုံသူဘေဘုံသားတွေဘေးရန်ကင်းကြပါစေစိတ်ဆင်းရဲကင်းကြပါစေကိုယ်ဆင်းရဲကင်းကြပါစေချမ်းသာချမ်းသာကိုယ်ခန္ဓာကောင်းစွာဆောင်ရွက်ဆောင်ရှောက်နိုင်ကြပါစေဒုက္ခိတာဟွန်တုဒုက္ခိတာကိုရောစိတ်ပါနှဖျားပေးပါချမ်းသာချမ်းသာကြကုန်သည်ဒုက္ခိတာတရားသူတရားမြတ်တွေလင်းမြန်းသွားရပြီးတော့အလွန်လွန်ချမ်းသာကြကုန်သည်ဟွန်တုကောင်းစွာမသွေဖြစ်ကြပါစေကုန်သတည်း